အိမ်အောင်ကြတာ၄နှစ်ရှိပါပြီ။၃နှစ်အရွယ်သားလေးလည်းရှိပါတယ်။ယောက်ခမကအရန်ဒေါသကြီးပါတယ်။အမားလေးနည်းနည်းလုံးမိရင်လည်းဒေါသထွက်ပါတယ်။ကျမစီတော့တိုက်ရိုက်မဟုတ်ပါဘူး။ဒါပေမဲ့ကျမလှုပ်ထားတဲ့အမှားပါ။ကျမမကြိုက်တဲ့အကြောင်းကိုအမျိုးသားစီအမြဲပြန်ပြောပြပါတယ်။ဒါပေမဲ့ကျမမဟုတ်တာဘာမှမပြောပါဘူး။အမျိုးသားကယောက်ခမနဲ့တခြားကိစ္စစကားများကြတော့ယောက်ခမကကျမတင်ပေးထားတာလားပြောခိုင်းတာလားနဲ့ပြဿနာရှာတော့တာပဲကျမကြောင့်သူတို့သားကလူဆိုးဖြစ်ရတယ်လို့လည်းပြောပါတယ်ကျမကပြဿနာအစားလို့လည်းပြောပါတယ်ကျမလည်းအမေကျမပေါ်ဒေါသထွက်တာမကြိုက်ကြောင်ပြောတော့ငါဘယ်တော့ကထွက်လို့လဲမျက်နှာကြည့်ပြီးဆဲနေလို့လားပြောပါတယ်ကျမကအတိအကျပြောတော့ဒီလောက်လေးလဲဒေါသထွက်တယ်လို့သတ်မှတ်ရင်လဲအတူနေရခတ်မဲတဲ့ဒီလိုလူကဘာမှနေရမှာမဟုတ်ဘူးတဲ့လေကျမတော့အပြောခံရမှာဆိုလို့ရှိသမျှအိမ်အကုန်လှုပ်ပေးပါတယ်။သူတို့ကမကျေနပ်သေးပါဘူး။သူတို့အဝဲမရုပ်ပေးဘူးဆိုပြီးပြောပြန်တယ်။ကျမကရုပ်ပေးတယ်ပြောတော့ရှော့တောင်ရှော့ပေးတဲ့နာလို့ပြန်ပြောပါတယ်။သူတို့မှာ18နှစ်အရွယ်သမီးတစ်ယောက်လည်းရှိပါတယ်။အိမ်မူကိစ္စဘာမှမလုပ်ခိုင်းပါဘူး။ကျမတို့မိဘကလည်းသူတို့ထက်ချို့တဲ့တဲ့ပါပါတယ်။အဲ့ဒါကနင်းလိုချို့တဲ့လူဆိုငါသားမကောင်းရင်တော့နင်ကကူဆုံးမပေးရမှာပါတယ်လေ။ကျမလည်းအယမ်းမွန်းချက်လွန်ပါတယ်။ဒီအိမ်ကနေထွက်သွားမယ်ဆိုလဲကျမကသူတို့ကိုမုန်းလို့အမြင်မကြည့်လို့ဆိုပြီးပြောနေမှာဆက်နေမယ်ဆိုရင်လဲကျမကိုအယမ်းမုန်းတာသိတာနေပါတယ်ဘယ်လိုလုပ်တဲ့လဲဆာရှိသွားရင်လည်းတောင်းပန်ပါတယ်ရှင်ကျမပဲတကယ်မကောင်းတာလားရှင်ကိုယောက်ျားကိုဘာမှရင်မဖွင့်သင့်တော့ဘူးလားရှင်မိန်းမသားတို့ရှင်ဖွင့်ရ